မင်္ဂလာရှိသောညာချမ်းမင်္ဂလာရှိသောချိန်ခါလေးမှာမင်္ဂလာတင်ရှိသောရဲ့ဝါဒတွေနဲ့ဆက်ဆက်လို့ပြီးနေပါတယ်ဒီနေ့တော့အားလုံးဒီဟဲ့မလွယ်ဘူးလားတဲ့စက်ရဲ့တက်နေရအော်ဒါဒီလိုဒီဆက်နေတာဘောဒီဆက်နေတာမှာတော့ကျွန်တော်အားလုံးပါဗျာအောက်ကနေဝါတော်ကြီးကိုဘုံပေါ်မှာတင်ပြီးတော့အချိန်စာပေးလာတာကတော့အာဇာနည်မျိုးသားကိုတန်းထိုက်ဖြစ်ပါလေဒီလက်ကိုရင်းနေတိုင်းဒီအားသာဝေးလာတာလာလာဒီကိုယ်လေးဝေးကောင်းနေရမှာမကြောက်ဘူးမကြောက်ဘူးဆိုရင်တင်းဆက်လို့ဒီနေ့အားလေးအာကြီးဒီနေ့မှာလည်းအားလုံးသိတာ